Assalamualaikum warahmatullahi wabarakatuh. Liza bare me suy ñinaw ña xam ña Quran Majid sallallahu alaihi wasallam ke hadith to ña nakani bi do taro be tanalu hukul ibad ko kole tuda ne patat de haq taung mu tiyar de bolo ko main ja ge de hadith de ña shi de nakani bi do ko lo pathamaw do Makkah shumi lo ma 73 နှစ်တာနေထိုင်ခဲ့တယ်နေထိုင်ပြီးနောက်ပိုင်းမှာကိုဟီဂျရတ်လုပ်သွားတဲ့မဒီနာရှုမြို့တော်ကိုမဒီနာရှုမြို့တော်ကိုရောက်တဲ့အချိန်မှာကိုတော့ပထမဦးဆုံးမဒီနာရှုမြို့တော်မှာရှိတဲ့အီမန်ရှင်တွေကိုစူးစီးပြီးတော့ဆွာဘာတွေကိုစူးစီးပြီးတော့ကိုတော့မိန့်ကြားခဲ့တဲ့ဟာဒီစ်အဲဒီဟာဒီစ်ကိုဟာဇရတ်အဗ်ဒူလာဘင်ဆလာမ်ကနေပြီးတော့ဆင့်ပြန်တယ်أن رسول الله صلى الله عليه وسلم قال يا أيها الناس قولوا وقولوا أفشوا السلام أدينو دي سلام يام يا بيجابا سلام کو پھیان جی جابا وأطعموا الطعام တကယ်လိုအပ်တဲ့ပုဂ္ဂိုလ်တွေစာလောင်ငတ်မှုနေတဲ့ပုဂ္ဂိုလ်တွေခရီးတဲ့အာဃာတုတွေဆင်းရဲနွမ်းပါးတဲ့သူတွေကိုကျွေးမွေးကြပါဝါဆွေလုအလဟာဆွေမျိုးသားချင်းများကိုအဆက်တွေအမြဲထားပါဆွေမျိုးသားချင်းအဆက်တွေဖြစ်တာမလုပ်ကြပါနဲ့ဝါဆွလူဘီလိုင်လီဝန်နာဆူနီယမ်အတင်းတို့ဒီလူတွေညစ်ချိုက်စွာအိပ်ပျော်နေတဲ့အချိန်လူကအခုလိုမိုးလင်းဘက်ကာလအခုလိုစောင်းလင်းဘက်ကာလနော်အေးချမ်းပြီးတော့အိတ်လို့မစားနဲ့အရသာရှိရှိအိတ်တော်နေတဲ့အချိန်မှာညကိုထားပြီးတော့ညတကောင်မှာထားပြီးတော့အလက်ကထန်တော်ဘက်မှာဆေးကြဥချပါနမတ်ဖတ်ကြပါတဘောကတာကျုံနမတ်ကိုဝတ်ပြုကြပါတဒခလုလ်ဂျန်နတဘီဆလာအဲ့ဒီချိန်ညရင်တဲ့အလောရှင်မြတ်ကအတင်တို့တွေကိုတော်ပဲငြိမ်းငြိမ်းညံ့ညံ့နဲ့ဂျန်နတ်ပွင့်ပုံနဲ့ကိုတွင်းတော်မူလိုက်မယ်တဲ့မိတ်ဆွေမြတ်ခင်ဗျာကျွန်တော်ဒီကနေပြီးတော့မိတ်ဆွေမြတ်ကိုနော်ဟာဒီစ်ကအပိုက်ကဒီမှာ၄ဘိုက်ပြောထားတယ်နံပါတ်1ကဆလမ်ကိုပေးခြင်းနံပါတ်2ကဆင်းရဲသားများကိုအစားအစာကျွေးမွေးခြင်းနံပါတ်3ကမိမိကဆွေမျိုးသားချင်းများနဲ့အဆက်တွေမဖြတ်ခြင်းအဆက်တွေထားခြင်းနံပါတ်4ကညအချိန်မှာတာကျုံနမဖတ်ခြင်းအဲ့ဒီနှစ်ကနေမိတ်ဆွေညီတော်များခင်ဗျာဒီနေ့ကျွန်တော်တို့ငါလူကြီးပဲကွာငါကတော့ပလီကအီမမ်ရှေ့ဆောင်ဆရာကွာငါကတော့အီမမ်ရှေ့ဆောင်ဆရာကွာငါကတော့အာလင်ကွာငါကတော့တခေးသားကွာငါကတော့ဆိုင်ရှင်ကွာငါကတော့လမ်းလူကြီးကွာအဲ့တော့နှလုံးသားထဲမှာငါဆိုပြီးတော့လူကြီးတွေကလူငယ်တွေပေးတဲ့ဆလမ်ကိုစောင့်စားနေကြတယ်အိမ်မရှိတဲ့မိဘကလည်းပဲမိမိကတားသမီးပေးမဲ့ဆလမ်ကိုစောင့်စားနေတယ်ဆရာတော်ကလည်းပဲမိမိကတပည့်တွေပေးမဲ့ဆလမ်ကိုစောင့်စားနေတယ်လုပ်ငန်းရှင်ကလည်းပဲမိမိကအလုပ်သမားတွေပေးမဲ့ဆလမ်ကိုစောင့်စားနေတယ်ဒီကိစ္စကကျွန်တော်မှားယွင်းတဲ့ကိစ္စပါညီနောင်မွတ်စလမန်များခင်ဗျာကုရ်အာန်မဂျီဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီစ်တော်နောက်တစ်ပုဒ်မှာပြောထားလဲဆိုတော့ဘသူကဆလမ်ကိုဥစွာပေးလဲအဲ့ဒီသူကနှလုံးသားထဲမှာကိဘရလို့ခေါ်တဲ့မာနထောင်လွှားခြင်းကနေပြီးတော့ကင်းဝေးတယ်အဲ့တော့မိတ်ဆွေများခင်ဗျာဆလမ်ကျွန်တော်တို့ကအချင်းချင်းထဲမှာမုဟာဘတ်တိုးပွားစေဖို့အတွက်ကျွန်တော်တို့ကအချင်းချင်းထဲမှာနော်ချစ်ခင်မှုတွေကခိုင်မြဲစေဖို့အတွက်လက်နက်ကောင်းတစ်ခုဒီဆလမ်ကလက်နက်ပါဒီနေ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့ဆလမ်နဲ့ပတ်သက်ပြီးတော့အင်ရှာအလ္လာဟ်ကျွန်တော်တို့လာ YouTube channel ကနေပြီးတော့အစကနဦးစပြီးတော့ထုတ်လွှင့်တဲ့အတွက်ကြောင့်တိတ်များများဆဆမိတ်ဆွေများကိုတင်ပြလို့လည်းမိတ်ဆွေများညင်းငွေဝါလိုက်ညင်းငွေသွားနိုင်တယ်နားထောင်တဲ့နေရာမှာရှေဝိုးဆိုလို့ရှိရင်မိတ်ဆွေများလာနားထောင်ခြင်းမှာနားထောင်မှာဖြစ်တယ်ဒီအတွက်ကြောင့်မိတ်ဆွေများကိုဒီလောက်ပဲကျွန်တော်ပြောချင်တယ်ဆလမ်အရင်အရေးပါတယ်ဆလမ်အရင်ရေးပါတယ်ကျွန်တော်ညီတော်မွတ်စလမန်တွေကအတွင်းထဲမှာအင်ရှာအလ္လာဟ်ကျွန်တော်နောက်ကြုံတွေ့တဲ့ချိန်ညရင်ဒီဟာဒီစ်တစ်ခုချင်းတစ်ပိုင်းချင်းကိုမိတ်ဆွေများကိုပြန်လည်ပြီးတော့တင်ပြမယ်ဆလမ်ကျွန်တော်တို့ထဲမှာဘလောက်များပြားလာမလဲတယောက်နဲ့တယောက်အီကရမ်ပေးခြင်းတယောက်နဲ့တယောက်ဂုဏ်ပေးလေးစားခြင်းဘလောက်တိုးပွားလာမလဲအဲဒီလောက်ကျွန်တော်တို့ကအတွင်းထဲမှာရှိတဲ့နဖရတ်တွေကျွန်တော်တို့ကအတွင်းထဲမှာရှိတဲ့အဒါဝတ်တွေကျွန်တော်တို့ကဒီအတွင်းထဲမှာတယောက်နဲ့တယောက်အလားအမြင်မတူမှုတွေတယောက်ကိုတယောက်စောင်းတာတွေမြောင်းတာတွေအားလုံးရန်ညှိုးမှုတွေအားလုံးကချုပ်ငိမ့်သွားလိမ့်မယ်အဲ့တော့မိတ်ဆွေညီတော်များခင်ဗျာကျွန်တော်တို့ဒီနေ့ဒီချိန်ဒီကာလကစပြီးတော့ကျွန်တော်တို့ကအတွင်းထဲမှာတဦးနဲ့တဦးဆလမ်များများဆဆပေးခြင်းကိုအလေးထားလုပ်ကြပါငါဒီကြီးဒီငါဒီဟာလားဥစ္စာရဏရှင်ဖြစ်သည်ငါဒီပညာရှင်ဖြစ်သည်ငါဒီအာနာရှင်ဖြစ်သည်ဘာမှစိတ်ထဲမှာမထားဘဲနဲ့မိမိကပဲဥစွာဆလမ်ပေးတဲ့အချိန်ကိုလုပ်ကြပါလို့မိတ်ဆွေများကိုတိုက်တွန်းနှိုးဆော်လိုပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူ